နေပဲဒီတော့ဒီလိုဟင်းမျိုးချက်စားကြလားမသိဘူးမတို့ဘက်မှာတော့ငစနေချက်နဲ့အတိုးမြုပ်ဆိုရင်ထမင်းအိုးလုံးပြောင်နေနေပဲနေရမှတထေးရလည်းဈေးသွားထားတာဆိုတော့အတိရွက်တရားစုံနေရနဲ့အိမ်လွမ်းစာဖြစ်တဲ့ငစနေချက်နဲ့အတိုးမြုပ်လေးချက်စားပါတယ်ရှင်ဟုတ်တော့မနေ့ညစားနဲ့နေပြီးတော့တညလုံးအပြင်မှာတိတ်ထားတာပေါ့နော်ဒီလိုစားကြိုက်အောင်တညတိတ်ထားတဲ့ငစနေကထုတ်ကလေးနဲ့ရမ်းစားလို့ကောင်းပါတယ်ပထမဆုံးအနေနဲ့ကြက်သွန်ဖြူကြက်သွန်နီကိုစီတက်လိုက်ပါတယ်ပြီးတော့နွေးနဲ့ငှက်သီးအောင်နေမုံထည့်ပြီးတော့နွမ်းလာတဲ့အထိစီတက်ပေးလိုက်ပါမယ်မြားတွေချက်တာနဲ့တော့တူချင်းမှတူမှာပေါ့နော်အားတို့ဘက်မှာတော့ဒီလိုပုံစံလေးပဲချက်စားကြလို့အိမ်လွမ်းပြေချက်စားလိုက်တာပါရှင်ပြီးရင်တော့ခရမ်းကျင်သီးလေးထည့်ရေလေးထည့်ပြီးတော့ခရမ်းကျင်သီးအနစ်ကျတဲ့အထိချက်ပေးထားလိုက်ပါမယ်ရှင်ခရမ်းကျင်သီးချက်ထားတာအနစ်ကျပြီးစီပြန်လာပြီဆိုရင်တော့ငစနေတုံးတွေထည့်ပြီးတော့ချက်ပေးလိုက်ပါမယ်ပြီးတော့ရင်တော့ရေလေးနဲ့ငယ်ထည့်ငါးတွေချက်သွားတဲ့အထိတည်ပေးထားလိုက်ပါမယ်ဒါကငစနေဆိုပေမဲ့နှစ်မှာအရသာနည်းနည်းပေါ့နေလို့အရသာအတွက်စားနဲ့ငှက်ကောင်းနည်းနည်းစီထည့်လိုက်ပါတယ်ရှင်ကိုချကနေမှငှက်သီးစိမ့်နဲ့နနံပင်လေးအုပ်ပြီးသွားရဆိုရင်တော့အရန်လဲမွေးပြီးစားလို့လည်းအရန်ကောင်းတဲ့ငစနေချက်ကရပါပြီရှင်ဒီငစနေကိုလေးချင်းစော်ကားသီးကြောက်တော့မကြီးမဲတို့နဲ့လည်းချင်းဆက်လေးချက်စားရင်အရန်ကိုကောင်းပါတယ်ဒီတော့ဝိမချနိုင်တော့တို့စရာတွေကလည်းအရန်စုံတော့ထမင်းကလည်းအရန်ကိုမိန်ပါတယ်ဒီနေ့ဂေါ်ဘီခရမ်းရောင်တွေရောတည့်သီးတွေရောပါပါတယ်။မုံလာရွက်ကိုလည်းအစိမ်းစားရတာမကြိုက်လို့ပြုတ်လိုက်ပြီးတော့ခါကျဲဥတခွားသီးနဲ့အစုံစုံမအစုံပါပဲရှင်။မတို့လိုအာရက်ဒေတာမှာအလုပ်လာလုပ်တဲ့သူတွေကအစားတောက်ဆိုရင်ကိုစွမ်းညံစွမ်းရှိတဲ့လောက်လှုပ်ရှားတတ်မှအဆင်ပြေတာပေါ့နော်။လစားလည်းအများကြီးမရတာမို့လို့ကိုရတဲ့လစားအကုန်အိမ်ပြန်ရောက်ဖို့ဆိုရင်ကိုယ်တိုင်ကြံဖန်ပြီးလှုပ်ရှားတတ်ဖို့လိုပါတယ်။အမျိုးကြိုက်တယ်ဆိုရင်လှုပ်ရှားကြည့်ပါနော်။ကျေးဇူးပါရှင်။ဘိုင်ဘိုင်